ဒီကိုရီးယားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်ဒါအာဆင်နယ်ပွဲနော်အာဆင်နယ်ကကျွန်တော်တို့ကာလာဘောင်ကတ်ဆီမီဖိုင်နယ်ချယ်ဆီနဲ့ဒါဒုတိယအကြော့နော်ဒါအင်ကွန်ဝင်ရှင်ပြိုင်ရမယ့်ပွဲတစ်ပွဲရယ်ဒီနေ့ကျွန်တော်ဒါပွဲကတော့နဲတယ်ဗျာနော်အဲ့ဒီကမှကျွန်တော်ဒါ CDA အမှတ်ပေးစရာလေးကနော်ဒါပွဲတစ်ပွဲနှစ်ပွဲလောက်ကျွန်တော်ရွေးထားတယ်ဗျာနော်ပထမဆုံးအနေနဲ့ကျွန်တော်ဒါဒီနေ့နော်ကာလာဘောင်ကတ်နော်ဒါအာဆင်နယ်နဲ့ချယ်ဆီရဲ့ပွဲစဉ်ကိုဒါအရင်ဆုံးသက်ပြီးမယ်အာဆင်နယ်နဲ့ချက်စီကကျွန်တော်ဒါပထမအကြော့မှာဆိုလို့ရှိရင်အာဆင်နယ်ကဒါချက်စီကိုနော်ဒါ 3-2 နဲ့နိုင်ထားတယ်ချက်စီအိမ်ခွင်းမှာနော်ဒါဒုတိယအကြော့ဒီပွဲနိုင်တဲ့အသင်းကကျွန်တော်ဒါဟိုချက်sorryဒါကာရာဘောင်ကတ်ရဲ့ဒါဗိုလီပွဲကိုတက်ရောက်ရမှာဖြစ်တယ်နော်ဟိုဘက်ကဒါမက်ဆီတီဒါဒီညမှာထပ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်ဒါမက်ဆီတီနဲ့ထိတ်ထိတ်ဆုံးရမှာဖြစ်တယ်အဲ့တော့အာဆင်နယ်နဲ့ချက်စီရဲ့ head to head ကိုကြည့်မယ်ဆိုလို့ရှိရင်အာဆင်နယ်အိမ်ခွင်းမှာဆိုလို့ရှိရင်ချက်စီဒီမနိုင်ခဲ့တာတော်တော်ကြာခဲ့ပြီဗျာနော်ပြီးခဲ့တဲ့ခေါက်တုန်းကလည်းဒါချက်စီအိမ်ခွင်းမှာဆိုလို့ရှိရင်ဒါအာဆင်နယ်က 2-3 နဲ့နိုင်ခဲ့တယ်အဲ့တော့ဒီနေ့ပွဲထွက်လာမဲ့လူစင်းကလည်းကျွန်တော်တို့ဒါနော်ဒါဆာကာတို့ဘာလို့နာနေရဆိုတော့အာဆင်နယ်ကဒါမတ်တူဂီတို့ဒါဘာလို့ထရိုဆက်တို့ပေါင်းနေပဲဒါပွဲထွက်လာဖို့များတယ်ချက်စီကတော့ဒါထုံးပုံမှန်တိုင်းပဲနော်ကျွန်တော်ဒါကိုပါမာတို့ဒါဂါနာချိုတို့နဲ့ပွဲထွက်လာဖို့များတယ်ဗျာနော်အဲ့တော့ဒီမနက်နော်ဒါဒီကျွန်တော်ဒါဆီမီဖိုင်နယ်ရဲ့ဒါပေါက်ဈေးတန်းပေါ့နော်ဒါအာဆင်နယ်ကနေပြီးတော့ဒါတစ်လုံးကို40ဆောင်းကိုပေါင်းက3လုံးကို35ပြားစားနဲ့ဒါစတင်ဖွင့်ထားတယ်ဗျာနော်အဲ့တော့လက်ရှိပေးထားတဲ့ဈေးရဆိုလို့ရှိရင်အာဆင်နယ်ကအိမ်ခွင်းမှာဆိုလို့ရှိရင်ပိုကောင်းတယ်ဗျာနော်ဒါချက်စီးခွင်းမှာတော့သွားကစားပြီးတော့3-2နဲ့နိုင်ခဲ့တာဆိုတော့ဒီနေ့အာဆင်နယ်ခွင်းမှာရှင်ပြိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်အာဆင်နယ်ကပို့ပြီးတော့ရွေးချယ်ခြင်းစီကပိုကောင်းတယ်ဗျာနော်အဲ့တော့ပေးထားတဲ့ဈေးတန်းလည်းတစ်လုံး40စားဆိုတော့အာဆင်နယ်အနေနဲ့ဒီပွဲမှာဂိုးပြတ်မနိုင်ဘူးဆိုလို့ရှိရင်တော့မှဒီပွဲကဟိုကတ်နိုင်သွားဖို့များတယ်ဗျာနော်ပြီးတော့ဂိုးပေါင်းကလည်း3လုံး35ပြားစားဆိုတော့ဂိုးပေါ်နိုင်ကြီးလည်းများတယ်အနည်းဆုံး 2-1 တဘောလောက်လည်းသွားနိုင်တယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ပွဲမှာအာဆင်နယ်ဘော်ဒီရဲ့ဂိုးပေါင်းအပေါ်ရကိုကြိုက်တယ်ဗျာနော်နောက်ထပ်တစ်ပွဲကကျွန်တော်ဒါစီးရီးပွဲဗျာနော်စီးရီးပွဲဒါည2 နာရီဝန်းကျင်လောက်မှာရှင်မြန်ကစားမယ်ဒါဘောလုံးလာနဲ့ AC မီလန်ရဲ့ပွဲဖြစ်တယ်ဗျာနော်ဘောလုံးလာနဲ့ AC မီလန်ဟာလက်ရှိတေးပဲဇာရဆိုလို့ရှိရင်ကျွန်တော်ဒါ AC မီလန်ဒီအဆင့်1မှာရပ်တည်နေပြီးတော့အဆင့်1ကဒါအင်တာနဲ့နော်အမှတ်ပြတ်မသွားအောင်လို့ဒီနေ့ပွဲဒီအနိုင်ခံမရမယ်ပွဲဖြစ်တယ်ပြီးရင်ဘောလုံးနာကလည်းဒါအဆင့်10မှာရပ်တည်နေပြီးတော့နော်ဒီနေ့တာနိုင်ခဲ့မယ်ဆိုလို့ရှိရင်အနည်းဆုံးဒါဟို1-7လောက်ထဲကိုဝင်သွားဖို့ရှိရဗျာနော်အဲ့တော့ဘောလုံးနာရဲ့လက်ရှိအိမ်ခွင်းဆွမ်းဆောင်ရကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းဘောလုံးနာကအိမ်ခွင်းမှာဒီနောက်ပိုင်းနေမှာရှုံးပွဲတွေပြန်များလာပဲเนาะဒါအက်တလနာကို 0-2 နဲ့ရှုံးတယ်ဖီဝင်တီနာလို့အသင်းမျိုးတော်မှာเนาะဒါ 1-2 နဲ့ရှုံးတယ်ဗျာเนาะဒါဟို7-1ကိုတရေကန်တယ်အိမ်ခွင်းပိုင်းနေမှာတော်တော်လေးအားနေတာကိုတွေ့ရတယ်ဗျာเนาะပြီးလို့ရှိရင်ဘောလုံးနာဒီကျွန်တော်ဒါအင်တာတို့ဂျူပင်တို့အသင်းကြီးနဲ့တွေ့လို့ရှိရင်ဂိုးပေါ်နိုင်ကြီးနဲတယ်ဗျာเนาะကျွန်တော်ဒါအင်တာနက်ဆိုရင်အိမ်ခွင်းမှာ1-1နဲ့1-1နဲ့တည်ကြထားတယ်ဂျူပင်နဲ့ဆိုလို့ရှိရင်အိမ်ခွင်းမှာ0-1နဲ့ရှုံးထားတယ်ဗျာနော်အဲ့တော့ AC မီလန်ရဲ့အဝေးကွင်းဆန်းဆောင်ယူကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် AC ဒီရှုံးထားတာနာပိုလီတသင်းတွေကိုပဲနော်နာပိုလီနဲ့လာဇီယိုပဲဒီနောက်ပိုင်းပွဲတွေမှာရှုံးထားပြီးတော့အဝေးကွင်းပိုင်းတွေမှာဆိုလို့ရှိရင်တော်တော်များများအသင်းတွေကိုနိုင်ထားတယ်ကိုမိုလည်း 1-3 နဲ့နိုင်ထားတယ်တော်တော်များများအသင်းတွေကိုတော့ဒါတည်ကစားထားတယ်ဗျာနော်ဟိုလက်ရှိအမပေးစရာရအောင်လက်ရှိခြေစွမ်းရအောင်ဆိုလို့ရှိရင် AC မီလန်ဒီနေ့ညမှာတရေသို့မဟုတ်အနိုင်လို့ပဲကျွန်တော်ခံမှန်းတယ်ပြီးရင်ကျွန်တော်ဒါ Serie A မှာဆိုလို့ရှိရင်အကျင့်တစ်ခုရှိရဗျာနော်အသင်းချင်းချင်းတွေ့တဲ့အခါမျိုးတွေဒါဟိုခြေစွမ်းကောင်းတဲ့အသင်းတွေအချင်းချင်းတွေ့တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ဂိုးပေါ်နိုင်ကြီးနဲတယ်အနည်းဆုံး 1-0-1-1 လောက်နဲ့ပဲပြီးသွားများတယ်ဗျာနော်အဲ့တော့ဒီနေ့ AC မီလန်ပွဲကိုကျွန်တော်အဓိကပေးချင်တာကတော့ကျွန်တော်ဂိုးပေါင်းကိုပေးချင်တာဗျာနော်ဂိုးပေါင်းကနှလုံးကိုကျွန်တော်ဒါ80ရှုံးဆိုတော့ကျွန်တော်ဒီနေ့ပွဲမှာဒါ AC မီလန်အနေနဲ့ 1-0 သို့မဟုတ် 1-1 သို့မဟုတ် 0-2 လောက်နဲ့ပြီးမယ်လို့ကျွန်တော်ယူဆရတယ်အဲ့တော့ဂိုးပေါင်းအောက်ကိုကျွန်တော်ကြိုက်တယ်ဗျာနော် AC မီလန်ပွဲကိုဂိုးပေါင်းအောက်ကိုပူကြိုက်တယ်ဘော်ဒီကစားခြင်းနဲ့ညီကိုရီကတော့ဒါကျွန်တော်ဒါ25ပြားလောက်ရင်းပြီးတော့ AC မီလန်ဘော်ဒီကိုပဲကစားဖို့ကျွန်တော်အကြံပြုတယ်ဗျာနော်အဲ့တော့ဒီနေ့မှာကျွန်တော်ဒါနှစ်ပွဲရွေးချယ်ပေးခဲ့တယ်ဒါအာဆင်နယ်ပွဲကိုတော့ကျွန်တော်ဒါကာရာဘောင်ကတ်နော်ဆီမီဖိုင်နယ်ဒါဒုတိယကြော့အာဆင်နယ်ဘော်ဒီရဲ့ဂိုးပေါင်းအပေါ်ရောကျွန်တော်ကြိုက်တယ်စီးရီးပွဲနော်ဒါစီးရီးလီဂါ AC မီလန်ပွဲကိုတော့ AC မီလန်ဘော်ဒီရဲ့ဂိုးပေါင်းအောက်ရောကျွန်တော်ကြိုက်တယ်ဗျာနော်ညီကိုတို့ဒါအကြိုက်တူရင်ဆော့ပါဟိုအကြိုက်မတူဆိုဘက်ကံပါဗျာနော်ကျွန်တော်ဒါပြီးခဲ့တဲ့ပွဲဟိုကျန်တဲ့ပွဲတွေကိုလည်းကျွန်တော်ဒါ channel ထဲမှာဆိုလို့ရှိရင်ဒါမောင်းကတ်တွေတပွဲကောင်းတွေတင်ပေးတယ်ဗျာနော်live join ကြပါအောင်လို့ဖိတ်ခေါ်တယ်ဒီနေ့တော်တော်တလောက်ပါပဲဗျာနော်